Hey yo, what's up? Welcome back to my channel. Yo. Let's go. Okay, ကျွန်တော်စလိုက်ကြရအောင်ဗျာကျွန်တော်ရောက်တဲ့ချိန်မှာဘာတွေလုပ်သွားမလဲဘာတွေ activity တွေပါမလဲဆိုတာဗီဒီယိုလေးနဲ့တူဆက်ကြည့်လိုက်ကြအောင်ဗျာဒီကျွန်တော်ရောက်ပြီဆိုတော့ကျွန်တော်တို့ခေါင်းစည်းတိချစီးမယ်ပေါ့နော်ဒီပဲစီးပြီမှာဒီမှာလောက်တယ်10နှစ်ရှိပြီပြောတော်လေးတက်ရဲလေးရှိတယ်ဒါပြီးရတယ်ကျွန်တော်ကံမယ်သွားစီးမယ်ပြီးရင်ဖေကွန်နဲ့တပုံရိုက်မယ် Stop also. Use like this. When you go inside buggy, use when you want to make down, you can make down. ကံမယ်ကပထမဆုံးစီးမှာဆိုရန်တော့စိတ်လို့ရှားလို့လေကောင်းဘလို့ဖြစ်မလဲပါ feeling ဘလို့ခံစား excited လည်းဖြစ်တယ်အဲ့လိုအတက်နဲ့ဆေးမှာလည်း excited ဖြစ်တယ်။ဘာစောင့်ပြီးထားတဲ့အချိန်တွေပြန်ဆင်းတဲ့အချိန်နည်းနည်းတော့ပိုပြီးပါတယ်။ကဲဆေးလို့ရောက်ကောင်းတယ်တကယ်မိုက်တယ်။ဒီ fair ကုန်းနဲ့ရိုက်တဲ့အချိန်မှာလည်းကျွန်တော်လည်းရိုက်လိုက်ရ။ဒီကောင်မျိုးလုံးမိတ်ထားတော့ကျွန်တော်ဘာမှမမြင်ဘူး။ပြီးတော့မျိုးလုံးမိတ်ထားတော့နည်းနည်းစိတ်ပေါ်သွားပြီးတော့အဲ့တော့မှတကယ်ရိုက်တိုင်းသွားတာ။ The Sex Safari ရဲ့တကယ်စိတ်လို့ရှားဖို့အကောင်းဆုံးနေရာတကယ်နေရာဒီမှာ Desert Adventure Drive ပဲ။ Tojo Drive တော့မဟုတ်ဘူး Desert Drive အဲ့ဒီမှာဆီယာသမား drip တွေဆွဲတာဆိုတာကျွန်တော်အမှပုံစံနဲ့ကြည့်လိုက်တော့ဟိုကကားထဲမှာဒါတကယ်ဟိုကအဲ့ကားထဲမှာပြန်မလာပြတ်တာဆိုတာကဲအဲ့ဒါပြီးသွားချိန်မှာကျွန်တော် desert drive ပြီးသွားပြီ Banjang drive ပြီးရတယ်ကျွန်တော်တို့မလုပ်မှလေးဆိုတော့ကျွန်တော် sand boarding စီမှာလဲပေါ်ကနေကျွန်တော်ဘုံနဲ့စောပြီးဆင်းမှာဖြစ်တယ်ကဲစီးမယ်ဗျာအဲ့ဒီမှာပထမဆုံးတစ်ခေါက်စီးရတော့ဖေးတယ်တော့ပြုတ်ကြတာဆိုတာလိတ်ပြီးတော့ကြာတဲတော့တယ်ပြန်တက်လာပြီးအားမရသေးရတယ်နောက်တစ်ခေါက်ထပ်စီးရအမှနောက်တစ်ခေါက်ကြာမှနည်းနည်းအဆင်ပြေသွားတယ်တန်ပါလေဒီမိုက်တယ်ခုအားကျွန်တော်တို့ကန့်ကိုသွားမယ်ကန့်ကိုသွားပြီးကျွန်တော်တို့ buffet တွေရှိမယ်buffet စားမယ်ပြီးရင် show တွေကြည့်မယ်ဒီမှာသူတို့ buffet ကောင်းတာပြင်ပေးထားတယ်ပေါ့ international buffet ပဲတော်တော်လေးကောင်းတယ်တော်တော်လေးလည်းအဆင်ပြေတယ်စားတာinternational buffet ဆိုတဲ့အတိုင်း select ကောင်းတိုင်းပါတယ်အဲ့မှာပြီးအသားတွေပါတယ်ပြီးရင် dessert ပါတယ် soft drink တွေလည်းပါတယ်ဟိုတေချာလေးပြင်ဆင်ပေးထားပါတယ်ကဲညတာကို buffet လေးစားရင်းနဲ့ show ဝယ်ကြည့်မယ်ကဲဘာတွေပါမလဲဆိုတာဆက်ပြီးတော့သူတို့ကြည့်လိုက်ကြအောင်ဗျာတက်ဟောပါ
ကဲဒီနေ့ကတော့ဒီလောက်ပါပဲဗီဒီယိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့မယ်ဗျာဘိုင်ဘိုင်